အားနည်းနေရင်ခေါင်းနေမူးနေရဆိုလို့ရှိရင်အကျော်ဆေးသွင်းလိုက်လို့ရှိရင်တက်တာသွားတယ်ဆိုတဲ့အယူအဆကိုသင်ယုံကြည်နေတော့မယ်လားဒါဆိုရင်ဒီလိုအကျော်ဆေးသွင်းလိုက်ခြင်းဟာခန္ဓာကိုယ်မှာတကယ်အားရှိသွားတာရောဟုတ်ရဲ့လားဆေးသွင်းလိုက်လို့ခဏတာသွေးလက်ပတ်မှုကောင်းပြီးတော့မှလန်းဆန်းသွားတယ်လို့ခံစားရပေမဲ့ဒါကခဏပါပဲတိတ်မကြခင်မှာပဲခန္ဓာကိုယ်ကဒီပိုရှန်နေတဲ့အရည်ဓာတ်တွေနဲ့ဗိုက်တာမင်ဓာတ်တွေကိုအပြင်ကိုစီးအဖြစ်နဲ့စွန့်ထုတ်လိုက်ပါပါသတိထားမှာကတော့နှလုံးဒါမှမဟုတ်ရင်ကြောက်ကက်ကောင်းကောင်းအလုံးမလုံးနိုင်တဲ့သူတွေနဲ့အသက်ကြီးရွယ်တွေမှာဒီလိုမျိုးပလင်းကြီးတွေကိုမြန်မြန်ဆန်ဆန်ထိလိုက်တဲ့အခါမှာဆိုလို့ရှိရင်အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်ကရေတဲ့အရန်ခန်းချောင်းနေတဲ့အချိန်ဝမ်းတွေအရန်လျှော့တဲ့အချိန်အန်နာတွေများတဲ့အချိန်နဲ့ပါဇက်ကနေလုံးဝစားလို့တောက်လို့မရတော့တဲ့ယောဂအခြေအနေမျိုးတွေပါပဲမဖြစ်မနေပလင်းချိန်ဖို့အတွက်လိုအပ်ပါတယ်။ပုံမှန်စားနိုင်တောက်နိုင်တဲ့လူတွေအတွက်ကတော့အကျော်ဆေးသွင်းခြင်းထက်အေးရိုးဝအိတ်ချင်းအာဟာရပြည့်ဝတဲ့အစာအစာတွေကိုစားသုံးပေးခြင်းနဲ့ဒီလိုအားစေးတွေပေါ့နော်ပုံမှန်တောက်ခြင်းတွေကပို့ပြီးတော့မှအားရှိစေပါတယ်ဒီတော့ပုံမှန်စားနိုင်တောက်နိုင်တယ်ဆိုလို့ရှိရင်အကျော်ဆေးသွင်းမှုအတွက်လုံးဝမလိုအပ်ပါဘူးနောက်နေ့ဒီမှာလည်းကျန်းမာရေးဘိုးဒုတာတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့